ကားသမားယူ300နဲ့ခီးလေး400နဲ့ခီးလေး900နဲ့ပေးလိုက်ပြီလို့အကျွေမရှိဆိုပြောင်းပြန်တယ်ပြန်ဦးမှန်းအောင်အကျွေရှိလည်းမအငြင်းကြရေးပါခင်ဗျားပတ်စံဒါကားလို့အထောင်သမားကြီးအထောင်သမားအားလားဗျာဆိုကြိတ်ရလားအားပါကျွန်တော်တင်းလိုက်ထိတ်လိုက်ပို့ဟုတ်ရတက်ပြီလောက်ကြ900ကိုအကျွေးမရှိဘူးလားကိုငါမြန်ပြီလားဒီအကျွေးမရှိတယ်သွားလဲကွာထိုင်ဆောင်နေမယ်အချောင်းကမှခုနရောင်ပြီးပြောတာအခုကတကယ်ပြောတာကိုကကျွန်တော်ရမ900ကိုဟာဆိုင်ကလေးဟေ့ဆိုင်ကလေးဟေ့ဟာမမြန်တာဟာဒီအဘလို့တော့ကိုသေဝင်တော့ပါပဲဟုတ်ကဲ့အော်အလိုကောင်ဒီမှာကျေးဇူးပါကိုရလာဟုတ်ရတယ်ရအကိုရလာလေစားရကွာ你就对，聊吧。修那个发票，老瓜嘛，主要研究啊，你比呀。啊，不对。好的，就有些路不撇着路，有没得开口了？这个多呢啦，你主要多少生意啦？加一包管没有？啊，是。你话最少来到包管的啊，你最要俺都归你了。俺这开口呢？俺这开口了不？我没办法定价不买路。定价这边。အဲ့ဒါဆိုမေးရှိတာကြွေပြောတာငါနဲ့ပြန်ရုံးပေးရဲ့ကျွန်တော်တွေကိုလာဖို့ဘာပြောညံတော့ညံလေကောင်းလေပဲဒီအကျွေတော့စိတ်ညစ်နေတာသွားတော့ဗျာဟောဒီတစ်ခါတော့တော့ဗျာစိတ်ချပဲဟောစိတ်ချရောက်စိတ်ချရောက်မင်းအကျွေကိုရသေးရပဲကွာဟုတ်ကဲ့မလေးရှင်းကိုကြီးခဏလာဟုတ်ကဲ့ထိုင်ညီမလေးနေအခုဘယ်ပြန်လာခလေးကြောင်းပုတ်ပြီးပြန်လာတာကိုကြီးရဲ့ဩဟဲ့ဒါနဲ့နေယောက်ျားငါတကယ်ချင်းဆုံးတာဘယ်လောက်ကြာလဲညီမလေးယောက်ျားဆုံးတာ6လကျော်ပါပြီကိုကြီးနေမရှိရမညာမထင်နဲ့ပါဘူးကိုကြီးရဲ့အခုတော့မှလမ်းထိပ်မှာလေညီမလေးကြောင်းပုတ်ပြီးပြန်လာတော့နေလင်းတို့အဖွဲလေးရှိတဲ့တဲ့နဲ့လှန့်ဆနေကြတယ်အေးအဲ့ဒါကြောင့်ငါပြောတာဗောတကွန်မရှိတဲ့ဖယားအလံမရှိတဲ့ယထာလှမ်းမပြတဲ့မယားဆိုကိုကြီးကလည်းလင်းမရှိတဲ့မယားပါအော်အေးငါယထာနဲ့အလံနဲ့ရောသွားတယ်လင်းမရှိတဲ့မယားမတင့်တယ်ဘူးတဲ့အဲ့ကြောင့်မို့နင်းဘဝမှာနင်းကိုရိုးသားသားနဲ့ဓမ္မခါကြလှုပ်ကျွေးမဲ့လူရှိရင်ဓမ္မဥချပါကိုကြီးကလည်းအေးနေပြောသူချခြင်းအချဟာခါပဲချဥပဲချအဲ့လိုလှုပ်ကျွေးမဲ့လူများရှိရင်နင်းမယူချင်ဘူးလားစဉ်းစားတာပေါ့ကိုကြီးရဲ့ဒါပေမဲ့ညီမလေးဘယ်လိုသွားရှာမှာလဲဟဲ့နင်းစဉ်းစားတယ်ဆိုပြီးရောနင်းရှာရမလို့ငါရှာပေးမယ်ဟဲ့အဲ့တော့နင်းမနေ့ဖန်ငါနဲ့လိုက်ခဲ့ကိုကြီးကလည်းမမြန်တော့ဘူးလားမမြန်တာနေရည်လုံးမနေနဲ့အဲ့တော့နင်းငါနဲ့မနေ့ဖန်လိုက်ခဲ့မှာမလားအင်းမကိုကြီးကောင်းမဲ့ထင်လို့စီစဉ်ညီမလေးလက်ခံပါမယ်ဟာကောင်းရင်အေးလာထိုင်မင်းမနေ့ရောအကျွေးပါလာမလို့ပါလာတယ်ကွာဘယ်လောက်ခိုးလဲပြောမှာသူ့လေဩသူ့စီလိုက်လဲရမှာဟေ့မဟုတ်ဘူးလေကွာဟိုသူ့နာမည်အကျွေးတဲ့ဟိုသူ့ကြောင့်တိတ်သွားတာ6လလောက်ရှိခလေးတယောက်တော့ပါမဟုတ်သေးဘူးလေဟောရောက်မင်းငါ့ကိုမျက်နှာပြောင်းတော့မလို့လေကွာမင်းမလေးကပြောတယ်လေအကျွေးကငါ့ဘက်တလို့အပ်တယ်ဆိုဟုတ်တယ်လေအကျွေးမရှိရင်မဖြစ်တော့ဘူးဆိုဟုတ်တယ်လေဟိုပြီးတော့ဗါလဲဟိုအကျွေးကြောင့်ငါမခံစားနိုင်တော့ပောက်ကွဲတော့မယ်ဆိုအဲ့ဒါလည်းဟုတ်တယ်လေအေးအဲ့ဒါကြောင့်ငါသူ့မနေ့ရအောင်ပြောလာတာလေကွာသူ့နာမည်ကအကျွေးတဲ့မင်းပြောတာလူကျွေးအေးလေဟာသွားပါပြီကွာ